ကဘာပေါ်မှာကြောက်မြတ်ရတနာတွေထက်ရှားပါပြီးထူးဆန်းတဲ့တတ္တဝါတွေရှိနေတယ်ဆိုတာသင်ယုံထိနိုင်မလားဒီနေ့မှာတော့သင်ကိုအံ့ဩသွားစေမယ့်တတ္တဝါ၃မျိုးအကြောင်းပြောပြပေးတော့မှာပါပထမဆုံးတစ်မျိုးကတော့ axolotl လို့ခေါ်တဲ့ရေအောက်နဂါးလေးပါဒီတတ္တဝါလေးတွေဟာသူတို့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေဖြစ်တဲ့ခြေထောက်အမီဒါမှမဟုတ်နှလုံးနဲ့ဦးနှုတ်တစ်စိတ်တစ်ပိုင်းပြည့်စည်သွားရင်တော့အသစ်ပြန်ပေါက်နိုင်တဲ့အမခံစွမ်းရည်ရှိပါတယ်သူတို့ဟာတသက်လုံးကလေးဘဝပုံစံအတိုင်းပဲနေထိုင်သွားကြတာပါဒုတိယတစ်ခုကတော့အတူခိုးဘရင်ကြီး line bird ပါဒီငှက်ဟာတောတွေကတခြားငှက်တွေရဲ့အတန်တင်မကပဲလူတွေရဲ့ကင်မရာရိုက်တဲ့အတန်တစ်ဆက်ကလွှားဆက်တန်နဲ့ကားဟွန်းတန်တွေကိုပါတစ်ထက်ထဲတူအောင်လိုက်လုံနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ tardigrade လို့ခေါ်တဲ့ရေဝက်ဝံလေးပါသူကတာမန်မျက်စိနဲ့မမြင်ဟလောက်အောင်သေးငယ်ပြီးမြင့်ကဘာပေါ်မှာအသေးခဲဆုံးတတ္တဝါပါသူဟာအလွန်အမြင့်အေးတဲ့နေရာပူတဲ့နေရာနဲ့လေဟာနဲ့ space ထဲမှာတော့အစာမစားပဲနှစ်ပေါင်းများစွာအသက်ရှင်နိုင်ပါတယ်ဒီထက်ကဘဲတတ္တဝါကိုအထူးဆန်းဆုံးလို့ထင်ပါတယ်လဲ comment မှာရေးပေးခဲ့ပါအောင်ဒီလိုဗဟုသုတတွေထက်ကြည့်ဖို့ new generation knowledge ကို subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်